ရောင်းငွေချေတော့လီးတော့မရအောင်နော်ငါ့ကိုရုံဝင်ဝဲမရုံဝင်မဝင်နဲ့ပတ်စံကြိုလွှဲဒါပဲတို့တောက်ရှင်နဲ့ရတာပြောလိုက်ထုတ်ခိုင်းပလိုက်နော်တငင်းဒီတော့ဝဲတငင်းဒီဝဲပြီးလာတာဝဲအရင်ကျင်ဒီတော့ရလားမင်းစားတော့ဆိုင်ရောက်နေမှတ်တယ်လားခွေးတော်စားမြစ်တင်ကတော့ဒီပဲမင်းငါမြစ်တင်စားခြင်းလို့လားကောတော်မရိုင်းပြောင်းနေကွာငါသူများသေးနေအောင်နေတာ好不容易呢。နေ့တစ်ချက်နဲ့တတောင်းကိုရက်ချီစုပ်လို့ရသဘောအဲ့ဒါမင်းတို့သဘောဝယ်ပြီးမင်းတို့သဘောတော့မင်းတို့ဘာလို့လဲခွင်းထဲပဲထည့်တဲ့ रुको जरा सबर करो बोला धक्का मुक्की नहीं करने का आराम से लेने का ပြန်မုတ်တဲ့ဟိုဟာအချက်ရော့လာတယ် ပြန်မဟုတ်တယ်အောက်ခွင်းကနေပြန်နဲ့မဟုတ် မတော့ပဲနဲ့ကွာ စောက်တိတ်ပြန်ရှိတာကွာလူကောင်းနေတယ်လို့ကြီး တော့မတင်တော့ဘူး ငါပေါ့ငါပေါ့ကိုအဲ့လိုမျိုးသိရမလားဘာဖြစ်ရဲ့ဒီလိုမျိုးလေးလုပ်ပြီးတော့ရောင်းမယ်ဆိုတဲ့အချိန်မှာအဲ့လိုကြီးမေးလိုက်မယ်လို့တော့တစ်ခါမှမတွေးထားဘူးဒါလို့ဟိုနဲ့စီးပွားရေးလုပ်လို့မကောင်းဘူးရအောင်မရ